အားလုံးမိုင်ဒီယာစနစ်တန်ရီပါဒီနေ့ရဲ့တနေ့တန်လေးကတော့စတင်ပါပြီဒီနေ့ရုံးမှာမွေးနေ့ရှိလို့ဒီနေ့မွေးကကျွေးမှာပါခဏနေမွေးကတစားပါမယ်မွေးနေ့ရှိရနေပြီရောဘာရတာကိုကမကြည့်ကြည့် ဘာညာတာမွေးကရနေတဲ့ခင်အခက်ပါမယ်မမီလာဒီမွေးနေ့ကိုကျွန်မဒီမွေးနေ့တော့ဝင်လာကျွေးရပါဒါတော့ကြီးရိုင်ဘက်ကမွေးတာပါဒီနေ့ရတော့ဒါမွေးနေ့ရှင်ပါမွေးကကျွေးရအောင်မွေးနေ့ရှင်ပါတောက်ကောက်စားပါမယ်ကျေးဇူးတင်ပါတယ်စားမယ်တရုံလုံးကလည်းမွေးငါဆိုရင်အရင်ကြိုက်ကြတယ်အဲ့တော့ဆိုင်ရလည်းနှစ်ဆိုင်ခွဲနေရပါတော့သူကဒီကိုကလက်မမှာတစ်ဆိုင်ဒီဘက်ကြီးကြီးပြီးမှတစ်ဆိုင်ဆိုပြီးတော့အဲ့လိုနှစ်ဆိုင်ကိုဒီအမခွဲပြီးတော့ဝယ်ပေးထားတာအကုန်လုံးအတွက်ကြိုက်အောင်ဆိုပြီးတော့အားကြောင့်လို့အဲ့ရပဲစားပါပြီဒီကအလူရှင်ဒီရဲ့အလူရှင်ကတော့မနီလာဖြစ်ပါတယ်ဒါတော့တို့ရဲ့ရှေးခေါင်းမူလာလက်ရ